ငွေကြေးအဆင်မပြေလို့ဒုက္ခရောက်နေတဲ့သွေးတွေထိုးသောဝါသနာရှင်တွေအားလုံးအတွက်ထပ်မံပြီးတော့လိုက်လွင့်ပြသပေးလိုက်ပြီဗျာနော်မကြော်နဲ့မရင်နဲ့အားလုံးပဲပြီးဆုံးအောင်ကြည်သွားကြော်ကြီးရစ်ကြည်လို့မိတ်ဆွေတို့အတွက်ဘာအကျိုးမှမရှိဘူးနော်ကြံခဲ့တဲ့ဘက်ကထွက်သွားတဲ့ခွန်3ည6ဆိုတဲ့ကဏ္ဍမှာလူရည်ပြေးသွားလို့မရလိုက်တဲ့မိတ်ဆွေတွေရောနော်အချိန်မီလာရောက်ပြီးတော့အဖွဲ့ဝင်သွားတဲ့နော်ရရှိသွားတဲ့မိတ်ဆွေတွေရောအခုလာမဲ့16ရက်တလပိုင်း2026မြန်မာစံတော်ချိန်ညနေ3:15မိနစ်မှာထွက်ရှိလာမဲ့ထိုင်းချဲရီတကွက်သေးကိုနော်ပေါက်ချင်ကြတဲ့ရကျင်ကြတဲ့သူတွေရှိလားရှိတယ်ဆိုရင်ဒီဖိုင်ဒီလိုက်ရှိုးဟာမိတ်ဆွေတို့အတွက်အားလုံးအကျိုးရှိစေရမယ်ဒါကြောင့်မို့မိတ်ဆွေတို့ဘက်ကနေသွေးရည်နဲ့ပတ်သက်ပြီးတော့တစ်ချိန်တစ်ခါမှမပေါက်ဘူးပေါက်ဖူးခြင်းနဲ့ရာဖူးခြင်းနဲ့ဆိုတဲ့မိတ်ဆွေတွေအားလုံးဟာအပေါင်းနှိပ်သွားအသေးပေးသွားကောမဲမှာဟိုင်းโอเคများများရေးမယ်ရှယ်မှုရှယ်အားများများလေးနဲ့ကူညီသွားပေးနော်16ရက်တလပိုင်း2026မြန်မာစံတော်ချိန်ညနေ3:15မိနစ်မှာထွက်ရှိလာမယ်ထိုင်းချဲရီတကွက်ကောင်းကိုနော်ကျွန်တော်ကိုယ်တိုင်